ရွှေစင်းနင်မိန်းကိုရရံပြီးတော့ဖြူစင်းနေရလားအဲ့လိုမျိုးတွေကငင်းကလေးဖြစ်အရန်နေရထိုင်ရခတ်တာငါနားလေအနတ်တက်မကောင်းတာလေလေအဲ့လောက်ကြီးမဟုတ်ပါဘူးသူတို့ပြောတာတွေအရန်မခံစားနေနဲ့ဟောနင်ရှူရရဲ့လေမိန်းကိုတန်းစင်စေးကြီးလေတုံးကြည့်ပါလားရှူရရဲ့မိန်းကိုတန်းစင်စေးကြီးလေးကနင်ခုဖြစ်နေရတော်တော်သက်သာသွားလိမ့်မယ်ရှူရမှာမင်းကိုတန်းနေသေးပဲရှိရလားဟုတ်ငါလေပတ်ပဲရှိရထင်တာရှိရပေါ့ရှူရရဲ့ feminine wash ကရာရံတာအဖြူစင်းတာခြေလမ်းချောင်းပိုးဝင်တာရောင်ရမ်းတာအနံ့တက်မကောင်းတာမှုပိုးဝင်တာအားလုံးကိုတက်သားစေနိုင်တယ်ဟောဖောင်းတိုင်းနဲ့ခြေတိုက်ဆိုပြီးတော့လည်းနှမျိုးရှိရယ်မြုပ်ထွက်တာလေးကိုတုံးချင်ဖောင်းတိုက်ကိုတုံးခြေပုံစံလေးကိုတုံးရတဲ့သဘောကျရင်ခြေတိုက်ကိုတုံးလို့ရတယ်ကျေးဇူးတင်ပါတယ်နော်ငါ့ကိုအခုလိုပြပေးရတဲ့အတွက်ရပါရဲ့ဟောနောက်နေ့ငါဝယ်ခဲ့ပြရမလားဟုတ်ရပါရဲ့ရှင်းသဘာသာရှင်းစမဝယ်လိုက်ပါမယ်ဒါဆိုငါတွားနေတော့မယ်နော်ငါအဲ့ဒါလာပြောတာကျေးဇူးပါပဲနော်